Okay ညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကို V4 မေးနေတဲ့ညီကိုတွေအတွက် V4 ဒီမှာနောက်တစ်စီးရောက်ပြီဗျာနော် V4 လုံးဝ share တန်းမယ်ဗျာနော်အတိုက်ခိုက်လုံးဝကင်းမယ်ကာဘာအနာစာလုံးဝမရှိဘူးဗျာလုံးဝ open လေးနဲ့ရမယ်ဘတ်မှန်လေးတော့ဖိုင်ထားပေးတယ်ဗျာနော်ကျွန်တော်ပတ်လေးပြသွားပေးမယ်လုံးဝ share လှမယ် Okay ဒါအဆန်က V4 ပေါ့မေးရတဲ့ညီကိုတွေအတွက် model 20နဲ့23လေးနဲ့ရမယ် model မြင့်လေးနဲ့ရမယ်ဗျာနော်အနာစာလုံးဝမရှိဘူးတိုက်ခိုက်လုံးဝကင်းမယ်ဗျာနော်စာရွက်စာလည်းနာမည်ပြောင်းအပြည့်စုံနဲ့ရမယ် Okay ဘင်းရဲ့အနေထားပါညာဒီလောက်ကတော့ရှိတယ်ဗျာနော် Okay ကောင်လေးကိုစိတ်မစားရင်ကျွန်တော်ဆက်သွယ်နိုင်ပါနဲ့ကျွန်တော်ကီလိုလေးပြပေးမယ်ဗျာနော်ကီလိုလေးအနေထားပြပေးမယ်ကီလိုလေးကတော့ကျွန်တော်တို့မှာ8000ကျော်လေးပဲရှိတယ်ဗျာနော်8000ကျော်ပဲရှိသေးတယ်လုံးဝ share ကျန်းလို့ရမယ်ဗျာလုံးဝ parking ကျော်တိုင်းရမယ်ဗျာနော်ဒီကောင်လေးက parking ကျော်တိုင်းစီးရမယ်ညီကိုလေနော်သူရတဲ့ညီကိုလေးကတော့ parking ကျော်တိုင်းစီးရမယ်ဗျာကျွန်တော်ပြီးရင်ကျွန်တော်ဒီမှာပြောင်းထည့်ထားပြီးဗျာနော်ကျွန်တော်ဆက်တန်လေးတစ်ချက်ပေးနှားထောင်းပါဗျာဆက်တန်ဒီချက်ပေးနှားလာမယ်ဆက်သက်သူချီနိုးပဲဗျာ Okay ဒီမှာ share ဗျာနော် share ကျန်းနေတဲ့ညီကိုလေးတွေဒါဆွေးလို့မရဘူးဗျာနော် share ကျန်းလို့ရမယ်ပြောင်းလဲကြိုက်တဲ့ညီကိုတွေအတွက်လုံးဝဆင်ပြေဗျာနော်အော်ပြောင်းကြိုက်တဲ့ညီကိုတွေအတွက်အော်ပြောင်းထည့်ပေးမယ်ဒီကောင်လေးကတော့ model 2022 23ဝင်လေးဖြစ်ပါတယ်ဗျာနော်ဒီကောင်23ဖြစ်ဖို့များတယ်ဗျာနော်23ဖြစ်ဖို့များတယ်ဒီကောင်လေးကိုစိတ်ဝင်စားရင်ကျွန်တော်ကိုဆက်သွင်းနိုင်ပါဗျာနော်ရောင်းစီလေးကတော့ model 2022 23လေးရောင်းစီလေးကတော့ကျွန်တော်တို့9000ဝန်းကျင်လေးနဲ့ရမှာဗျာနော်9000ဝန်းကျင်လေးနဲ့ထုတ်ပေးလိုက်မယ်ညီကိုတွေစိတ်ဝင်စားရင်ကျွန်တော်ဆက်သွင်းနိုင်ပါဗျာနော်အသေးစိတ်ကိုကျွန်တော်ကို Messenger မှာလာပြီးတော့မေးလို့ရပါတယ်ဗျာOkay ညီကိုတွေအားလုံးဒီလောက်ပဲဗျာနော်နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြရင်ဗျာခုလိုဘိန်းကောင်းပင်းသက်လေးတွေလူချင်းရင်ကျွန်တော်ကိုယုံကြည်တာဆက်သွင်းနိုင်ပါတယ်ကျွန်တော်အိမ်ရောက်ငွေရှေ့စနစ်ဖြစ်တဲ့ကျွန်တော်ရောင်းချပေးပါတယ်ဗျာနော် Okay အဲ့တော့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်ဗျာညီကိုတွေ